ကလေးလေးတွေရဲ့အရေပြားပေါ်ကအထူးသဖြင့်မျက်နှာပေါ်မှာဆိုလို့ရှိရင်ပေါ့နော်အဖြူကွက်အဝိုင်းလေးတွေကိုတွေ့ရလို့ရှိရင်ပေါ့နော်မိဘတွေအနေနဲ့စိတ်ပူတတ်ကြပါတယ်ဒါဟာဆိုလို့ရှိရင်ပတာရီစစ်ဘာလို့ခေါ်တယ်စပတ်ညင်းလိုဟာမျိုးများသောအားဖြင့်ဖြစ်နေတတ်ပါတယ်ဒီစပတ်ညင်းလိုဟာမျိုးอ่ะဆိုလို့ရှိရင်ပေါ့နော်ညင်းနဲ့လည်းဆင်တူနေသလိုသမင်ဖြူနေနဲ့လည်းမှားနေနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကလေးတွေမှာပေါ့နော်တွေ့ရတတ်တဲ့မျက်နှာပေါ်မှာပေါ့နော်အဖြူကွက်လေးတွေကိုဖြစ်စေနိုင်တဲ့စပတ်ညင်းအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်အားလုံးပဲမင်္ဂလာပါကျွန်မတော့ကလေးတစ်ခုဆရာဝန်ဒေါက်တာလင်းဖြစ်ပါတယ်ကလေးကျမရေးဗီဒီယိုတွေကိုဒီ Happy Kids page ကနေပြီးမှမျှဝေပေးလျက်ရှိပါတယ်စပန်ညင်းလိုဟာမျိုးอ่ะဆိုလို့ရှိရင်ကလေးတွေနဲ့ဆယ်ကျော်သက်အရွယ်တွေမှာတွေ့ရအများဆုံးဖြစ်တဲ့အရေပြားပြဿနာတစ်ခုပဲဖြစ်ပါတယ်ဒီဟာကဆိုလို့ရှိရင်အရေပြားပေါ်မှာအဖြူကွက်အဝိုင်းပုံစံနဲ့တွေ့ရတတ်တယ်ဒါမှမဟုတ်လို့ရှိရင်အဝိုင်းမဟုတ်တဲ့ပုံစံအဖြူကွက်လေးတွေနဲ့လည်းတွေ့ရတတ်တယ်ပြီးတော့အရေပြားကဆိုလို့ရှိရင်6တွေ့ပြီးတော့အဖက်လန်နေတာမျိုးရှိတတ်တယ်ပြီးတော့အနှဲငယ်ရားရံမှုရှိတတ်တယ်တချို့ကြတော့လည်းလုံးဝရားရံတာမျိုးမရှိပါဘူးဒီလိုဟာမျိုးပေါ့နော်အထူးသဖြင့်ဒီမျက်နှာတို့လည်ပင်းတို့ပြီးတော့ခါကျလက်မောင်းတို့ပေါ့နော်ခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းအစိတ်ပိုင်းတွေမှာဆိုလို့ရှိရင်များသောအားဖြင့်တွေ့ရတတ်ပါတယ်ဒါကကုသယောဂကြီးမဟုတ်သလိုဒီမှုတ်ပိုးကြောင့်ဖြစ်တတ်တဲ့ယောဂလည်းမဟုတ်ပါဘူးဘာကြောင့်ဖြစ်ရတာလဲဆိုလို့ရှိရင်သူကမိုင်းအက်ဆီမာလို့ခေါ်တဲ့နှင်းခုအပြော့စားတစ်မျိုးဖြစ်ပြီးတဲ့ခါကျတော့သူကအရေပြားကဆိုလို့ရှိရင်6တွေ့ပြီးတော့ရားရံတက်တဲ့သဘောတဘာဝရှိရယ်ပြီးတော့ခါကျတော့နေပူပူတွေလေပူပူတွေပြီးတော့ဆက်ပြအပြင်းစားတွေပေါ့နော်ဒီလိုမျိုးသုံးတဲ့ခါမှာဆိုလို့ရှိရင်ဒါကိုပေါ့နော်ပို့ပြီးတော့ဆိုးရွားစေတတ်တဲ့အဖြူတွက်တရားဆိုလို့ရှိရင်လည်းပို့ပြီးတော့ပေါ့နော်ထင်ရှားလာတတ်တယ်ပေါ့နော်ဒါကြောင့်ဖြစ်ရတတ်တယ်လို့ယူဆကြပါတယ်ဒီလိုမျိုးပေါ့နော်ဒီစပတ်ညင်းကိုပေါ့နော်ဘယ်လိုမျိုးပြုစုကုသပေးရမလဲဆိုလို့ရှိရင်တော့ဒီနံပါတ်1အချက်အနေနဲ့ဆိုရင်တော့သူ့ကိုပေါ့နော် moisturizing cream ပေါ့နော်ဒီလိုမျိုးအဆိုတက်လိန် cream လိုဟာမျိုးကိုတစ်နေ့ကိုပေါ့နော်2ကြိမ်ကနေပြီးတော့မှ3ကြိမ်လောက်ပေါ့နော်လိန်ပေးတင်တယ်နံပါတ်2ချက်နဲ့အနေနဲ့ဆိုလို့ရှိရင်တော့ဒီကလေးတွေကိုပေါ့နော်ဆက်ပြအပြော့စားကလေးတီးတန့်3ဆက်ပြအပြော့စားလေးတွေကိုရွေးချယ်ပြီးတော့ပေါ့နော်သုံးပေးတင်ပါတယ်နောက်နံပါတ်3အချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီနေပူပူရဲထွက်မယ်ဆိုလို့ရှိရင်ပေါ့နော်နေရောင်ကာလိန်ဈေးခရင်ပေါ့နော် SPF အနည်းဆုံး30ပါတဲ့ဒီနေရောင်ကာလိန်ဈေးခရင်တွေကိုလိန်ပေးရမယ်ပြီးတဲ့အခါကျတော့ကလေးကအသက်6လအောက်ဖြစ်နေတယ်ဆိုလို့ရှိရင်ကြတော့ကလေးကိုပေါ့နော်အရေးရတဲ့နေရာမှာရွေးချယ်ပြီးတော့ပို့ပြီးတော့နေပေးတင်တယ်တကယ်လို့မဖြစ်မနေပူရဲထွက်ရမယ်ဆိုလို့ရှိရင်တော့အဝတ်စားတို့ပြီးတော့ထီးတို့အုတ်ထုပ်တို့ပေါ့နော်ဒီလိုအကာအကွယ်တွေကိုသုံးပေးတင်ပါတယ်နံပါတ်4အချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီကလေးတွေရဲ့အရေပြားပေါ့နော်ပို့ပြီးတော့ရားရံလာမယ်ပြီးတော့နီရဲရောင်ရံလာမယ်ဆိုလို့ရှိရင်တော့ဆရာဝန်ညွှန်ကြားချက်နဲ့ညီ 1% hydrocortisone ပါတဲ့ cream တွေပေါ့နော်ဒီလိုမျိုးလိန်ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်နဲ့ညီလိန်ပေးနိုင်ပါတယ်ကိုယ်သဘောနဲ့ကိုတော့မလိမ့်တင်ပါဘူးဒါမျိုးอ่ะဆိုလို့ရှိရင်ပေါ့နော်သူကလားနဲ့ချီပျောက်လုံးဝပျောက်ကင်းဖို့အတွက်ဆိုလို့ရှိရင်လားနဲ့ချီပြီးတော့ကြာတတ်တယ်ဒီထက်တောင်မှပို့ပြီးတော့ကြာနိုင်ပါသေးတယ်ဒါကိုစိတ်မရှိဘဲနဲ့ကိုကဒီလိုမျိုးလိမ့်စေးပေါ့နော်ဆေးအပြင်းစားကြီးတွေကိုမသုံးမိဖို့အတွက်ဂရုစိုက်ပေးရပါမယ်ဘလို့အခြေအနေတွေဆိုလို့ရှိရင်ဆရာဝန်နဲ့ပြသတဲ့တယ်ဆိုလို့ရှိရင်เนาะကလေးကပေါ့เนาะဒီဥစ္စာကအရန်ရားရံပြီးတော့ညီရဲရောင်ရမ်းနေမယ်အဖက်တွေလည်းလန်နေမယ်ပြီးတဲ့အခါကျတော့ဒီအဖြူကွက်တွေอ่ะဆိုလို့ရှိရင်ပို့ပြီးတော့ထင်ရှားလာတာမျိုးတခြားနေရာတွေကိုပြန့်နှံ့လာတာမျိုးပို့ပြီးတော့ကြီးလာတာမျိုးပွားလာတာမျိုးဒါမျိုးတွေရှိခဲ့မယ်ဆိုလို့ရှိရင်เนาะဆရာဝန်နဲ့ပြသတင်ပါတယ်ဒါကြောင့်ကလေးတွေရဲ့မျက်နှာပေါ်ကဒီအဖြူကွက်လေးတွေอ่ะဆိုလို့ရှိရင်ပေါ့နော်စပန်ညင်းကြောင့်ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်ဒီခုနကပြောခဲ့တဲ့အဆိုတက်လိန်စီခရင်တွေပြီးတဲ့အခါကျတော့နေရောင်ကာဘိုးအတွက်ပေါ့နော်ဒါမျိုးတွေအဓိကလိုအပ်တယ်ဆိုတာကိုအားလုံးပဲသိသားကြမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုတခြားကလေးမိဘတွေအတွက်လည်း like and share လုပ်ပေးဖို့လည်းမေးပါနဲ့ကလေးကျမရဲ့ဗီဒီယိုတွေကိုဆက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက်ဒီ Happy Kids page ကိုလည်း follow လုပ်ထားပေးကြပါအောင်နော်ကလေးများအားလုံးကျမပျော်ရွှင်သောအနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။